အားလုံးမင်္ဂလာပါကျွန်တော် Razo ပါအခုဒီချိန်ဒီဗီဒီယိုကိုတင်ချင်းကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့2025ကုန်ခန်းဒီ Happy New Year အတွက်ကိုကနေကိုရှောက်နေကြမှာဆိုတော့လေဆိုတော့ဒီဗီဒီယိုကတော့ကျွန်တော်တို့လိုပေါ့နော်ဘာမှတူမရှိဘူးရုပ်ရှင်ကြည့်မယ် YouTube ကြည့်မယ်ဒီ ACC ဖြတ်တန်းမဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်နဲ့ပေါ်ပါစကားပြောသွားမယ့်ဗီဒီယိုဖြစ်ပါတယ်ဆိုတော့ဗီဒီယိုဆိုတော့ကျွန်တော်တယောက်တည်းပြောမှာပေါ့နော်ကျွန်တော်ပြောတာပဲနားထောင်ပေါ့အဲ့တော့ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီညပြီးရင်ပေါ့နော်2025ကုန်ပြီး2026ရောက်တော့မယ်နောက်နေ့ဆိုရင်ဆိုတော့2025မှာကျွန်တော်ရုပ်ရှင်အကြောင်းဆိုတော့ကျွန်တော်တို့ကြည့်ဖြစ်ခဲ့တဲ့ရုပ်ရှင်တွေရှိမယ်ဆိုတော့ဒီရုပ်ရှင်တွေမှာမှအမှတ်ရစရာရုပ်ရှင်လေးတွေအခိုက်အတန့်လေးတွေအဲ့လိုရှိကောင်းရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော်2025တစ်နှစ်လုံးကြည့်ခဲ့တဲ့ရုပ်ရှင်တွေကိုဘာရုပ်ရှင်ကြည့်ခဲ့လဲဆိုတာတွေကိုပြန်ကြည့်ပြီးတော့အဲ့လိုအောင်းမေတ္တရစရာအမှတ်ရစရာလေးတွေဘာပြောသွားမယ့်ဗီဒီယိုဖြစ်ပါတယ်ဒါက list ပေါ့နော်2025တစ်နှစ်လုံးကြည့်ခဲ့တဲ့ list ပေါ့ကျွန်တော်ကြည့်တာတော့ရုပ်ရှင်100ကျော်လောက်ပဲကြည့်ဖြစ်ခဲ့တယ်တကယ်ဆိုရင်ဒီထက်ပိုပြီးတော့ကြည့်ဖြစ်ခဲ့တင်တာပေါ့နော်ဒါမဲ့လေအဲ့လိုပေါ့အလုပ်ကိစ္စတွေရောတခြားကိစ္စတွေရောကြောင့်ဒီလောက်ပဲကြည့်ဖြစ်ခဲ့တယ်ပေါ့နောက်2026ဆိုရင်တရက်တကားနှုံလောက်တော့ကြည်နိုင်အောင်ကြိုးစားရမယ် Oh hell I don't believe you. ဇန်နဝါရီလကိုကြည့်အောင်2025ဇန်နဝါရီလမှာမမရကျွန်တော် taxi driver ပြန်ကြည့်ဖြစ်ခဲ့တယ် Robert De Niro taxi driver ပေါ့နော်ပြီးတော့အဲ့ဒီကာလကဒီစုပေပွဲကာလဖြစ်တဲ့အတွက်ကြောင့်အခုလိုချိန်ပေါ့နော် December January February ဆိုလို့ရှိရင်ကဘာလုံးရွှေကဘာလုံးရှိမယ် Oscar ရှိမယ်ဒီစုပေပွဲကာလ nomination ရုပ်ရှင်တွေကြည့်ဖြစ်ခဲ့တယ်ပေါ့နော်အမဆိုရင် Conclave တို့ Emilia Press တို့ပြီးတော့ Aria Payne တို့Nosferatu တို့ပြီးရင်ကျွန်တော်ဇက်ကာဟောင်းနေလဲကြည့်ဖြစ်ခဲ့တယ်အဲ့ဒါTarantino ညွှန်ပေးတဲ့သူညွှန်တဲ့ရုပ်ရှင်တွေပေါ့နော် Battle Royale တို့ Audition တို့ဂျပန်ရုပ်ရှင် Audition ဆိုလဲမိုက်တယ်အဲ့ဒီချီလီဆိုတဲ့စဝင်ကန်တော်တော်လေးစွဲစီတယ်ပေါ့နော်ဆိုတော့ဒါဇန်နဝါရီလမှာအဲ့ဒီရုပ်ရှင်တွေကြည့်ဖြစ်ခဲ့တယ်ဖေဖော်ဝါရီကနည်းနည်းပိုကြည့်ဖြစ်ခဲ့တယ်ဖေဖော်ဝါရီလဲအဲ့လိုပဲဒီ March လမှာကျင်းပမယ့် Oscar အတွက်ပေါ့နော်ရုပ်ရှင်တွေလိုက်ကြည့်တယ်ဒီ Oscar နဲ့ပတ်သက်တဲ့ဟာပေါ့အဟောင်းထဲဆိုရင် Back to the Future ကြည့်ဖြစ်ခဲ့တယ်ပြီးတော့အိန္ဒိယရုပ်ရှင် The Storyteller လည်းကြည့်ဖြစ်ခဲ့တယ်အဲ့ဒါလည်းမဆိုဘူးအဲ့ဒါလေးတော်တော်ကြည့်လို့ကောင်းတယ်နောက် March လပါနော် March လမှာဆိုရင်အဲ့တုန်းက Captain America ထွက်တယ် Marvel ရုပ်ရှင်ပေါ့နော်အဲ့ဒါကြည့်ဖြစ်ခဲ့တယ်ပြီးတော့ Bong Joon-ho ရဲ့ Mickey 17အဲ့ဒါကျွန်တော်ရုံမှတော့ကြည့်တာအဲ့ဒါမှတ်မိတယ်ချုပ်ကိုင်းဆိုရင်ဗာမန်ဆက်ဆန်းအောင်တေချာမမှတ်မိတော့ပြီးတော့ Anora ပြန်ကြည့်တယ်ပြီးတော့ Taiwan ရုပ်ရှင်ထင်တယ် Bad Education ကအဲ့ဒါလည်းမစိုးမိုက်တယ်အဲ့တုန်းကကျွန်တော် Kinky Dove ရုပ်ရှင်တွေပြန်ကြည့်တာထင်တယ် Kinky Dove ရုပ်ရှင်အကုန်လုံးကျွန်တော်ပြန်ကြည့်တာထင်တယ်အဲ့မှာ Kinky Dove ရုပ်ရှင်လေးတွေပါတယ် Package In တို့ The Coast Guard တို့ဆိုတာဒါ Kinky Dove ရဲ့ကောင်းတဲ့ရုပ်ရှင်တွေပေါ့နော်ပြီးတော့ April မှာကရုပ်ရှင်တိတ်မကြည့်ဖြစ်ခဲ့ဘူးအဟောင်းတည်းဆိုရင်ကိုရီးယားက The Classic ပြန်ကြည့်တယ်ပြီးတော့ Taiwan ရုပ်ရှင်ကျွန်တော်တော်တော်လေးကြိုက်တဲ့ဒီတစ်နှစ်မှာဗျာနှစ်ခေါက်လောက်ပြန်ကြည့်ဖြစ်တဲ့ You Are the Apple of My Eye ရုပ်ရှင်ပြန်ကြည့်တယ်ပြီးတော့ Forrest Gump ပေါ့နော် Forrest Gump ဆိုလဲအဲ့လိုမကြည့်ရသေးတဲ့သူရှိလို့ရှိရင်တူပြပြီးကိုလည်းတူကြည့်အဲ့လိုဖြစ်တယ် Forrest Gump ပေါ့နော်ပြီးတော့ Kinky Dove ရဲ့ The Knack တို့ Havoc ကNetflix ကထောက်တာထင်တယ် action ကားလေးပဲရန်တော့ဆက်လန်တော့အရန်မကောင်းဒါပေမဲ့ action ပေါ့နော် action အသားပေးဆက်လန်ပေါ့ပြီးတော့ April ပြီးရင် May ပေါ့နော် May မှာတရုတ်ကားတွေကဆိုရင် Lost in Beijing ကြည့်ဖြစ်ခဲ့တယ်ပြီးတော့ Star Wars ပြန်ကြည့်တယ်ပြီးတော့ Nolan ရဲ့ Following ပေါ့နော် Christopher Nolan ရဲ့ Following ရုပ်ရှင်ဟိုသူစတုံးကရိုက်တဲ့
အဲ့လို project အသေးလေးတွေပေါ့သူကစရိုက်ကြတဲ့ကအဲ့လိုကျန်းတာပေါ့နော်ပြီးတော့ Simon ရဲ့ရုပ်ရှင် Rebels of the Neon God တို့ Combine Dragon Inn တို့အဲ့ဒါတွေကြည့်ဖြစ်ခဲ့တယ်ပြီးတော့အဲ့တုန်းက Final Destination Bloodline ထွက်တယ်ပေါ့နော်အဲ့ဒါကြောင့်ရုံမှာတွက်ကြည့်တယ်မိုက်တယ်သူစက်နဲ့သူဟာနဲ့သူတော့entertain ဖြစ်တယ်ပေါ့နော်ကြည့်လို့ကောင်းတယ်ရုံမှာတော့ကြည့်တာပြီးရင်ဂျွန်လာမှာလည်းအများကြီးတော့မကြည့်ဖြစ်ခဲ့ဘူးအဟောင်းတွေပဲပြန်ကြည့်ဖြစ်ခဲ့တယ်အသစ်ဆိုလို့ Sinners ပေါ့နော် Sinners ကအဲ့မှာထွက်တာထင်တယ်ကြည့်တခြားဟာတွေတော့Vampire အဲ့မှာ Sinner ကြည့်နေ Left the Right One in လေအဲ့ဒါလည်း Vampire ကပဲအဲ့ဒါကြည့်ဖြစ်ခဲ့တယ်ကျန်တာတွေတော့အဟောင်းနေပဲပေါ့နော်မီယာဆာကန်ကအိန္ဒိယကားထင်တယ်ဟုတ်တယ်အဲ့ဒီကားလည်းတော်တော်လေးမိုက်တယ်သူကဆွေမျိုးညီကိုမောင်နှမအဲ့လိုဆက်လန်ပေါ့နော်အဲ့လိုဟိုလိုမျိုးဘယ်လိုပြောမလဲ over မဖြစ်ပဲနဲ့ညိတ်လေးနဲ့စိတ်ခံစားချက်ကိုဒီနှစ်ယောက်ပေါ့နော်သူတို့အမျိုးနီးပါးတော်တဲ့ညီကိုနှစ်ယောက်ရဲ့ဆက်လန်လေးကိုလှလေးဖွဲ့ထားပါတော့ကြည့်လို့ကောင်းတယ်နောက်ဂျွန်ပြီးတော့ဇူလိုင်မှာတော့အရင်အများကြီးမကြည့်ဖြစ်ခဲ့ဘူးအသစ်ထွက်တာဆိုလို့ Karate Kid Legends ပြန်ကြည့်ဖြစ်ခဲ့တယ်ကျန်တာတွေကဟို Simon ရုပ်ရှင်တွေပေါ့နော်ပြီးတော့ August မှာဆိုရင်ဒီမမရ documentary တကားကြည့်ဖြစ်ခဲ့တယ်ပေါ့နော် The Son of Sam Tape ဆိုတာအဲ့ဒါ My Hunter မှာပါတဲ့ဒီလူသက်သမားပေါ့နော် psycho killer serious killer အကြောင်းကို documentary ရိုက်ထားတာ The Son of Sam ဆိုရင်နာမည်ကြီးတယ်ဗျာတော်တော်များသိတယ်ဆိုတော့သူ့အကြောင်းကို Netflix က documentary ရိုက်ထားပါပေါ့နော်အဲ့ဒါလေးမစိုးဘူးကြည့်လို့ကောင်းတယ်အဲ့ဒါကြည့်ပြီးတော့ဒီ My Hunter ကြည့်တော့ My Hunter series ကိုကျွန်တော်ကြည့်တယ်ပြီးတော့ဒီ documentary ကြည့်တယ် documentary ကြည့်ပြီးတော့ My Hunter series ပြန်ကြည့်တော့တော်တော်လေးကောင်းတယ်ပိုပြီးတော့နားလဲလာတယ်သူတို့ခေတ်သမိုင်းမှာရှိခဲ့တဲ့ဒီလူသက်သမားတွေအကြောင်းကိုဟို documentary ရိုက်တာပေါ့နော်ဆို My Hunter မှာအဲ့ဒီအကြောင်းတွေတကယ် real life ကserial killer တွေအကြောင်းကိုကွင်းဆက်လူသက်သမားတွေအကြောင်းကိုအဲ့ထဲမှာထည့်ထားပြီးတယ်တမိုက်တယ် My Hunter ဆိုလို့ရှိရင်မနှစ်ကပဲ2025ခုနှစ်ပဲထင်တယ်အဲ့ series ကျွန်တော်နှစ်ခေါက်တောင်ပြန်ကြည့်ဖြစ်လဲပြီးတော့ပချန်ဝူရဲ့ Joy Security Area ပြန်ကြည့်ဖြစ်ခဲ့တယ်ပြီး Incendies ကြည့်ဖြစ်ခဲ့တယ်ပြီးတော့တရေကအသစ်ထွက်တဲ့ Bring Her Back အဲ့ဒါကဟိုဘာလဲ Talk to Me ရုပ်ရှင်ရိုက်တဲ့ director တွေရိုက်တာမဆိုဘူးဒါပေမဲ့ Talk to Me တော့ကျွန်တော်ပို့ကြိုက်တယ်နောက်ပြီးတော့ Superman ထွက်တယ်အဲ့ကာလမှာ Superman ကြည့်တယ်နီချာ2ကြည့်တယ်နီချာပြန်ကြည့်တယ်ပြီးတော့ပတ်ချန်ဝူရဲ့ Lady Vaninjas ကြည့်တယ် The Intern ကဟိုတာထင်တယ် Robert De Niro ရုပ်ရှင်ထင်တယ်ဟုတ်တယ်ပြီးတော့ Enemy ထဲဆို Your Name ကြည့်ဖြစ်ခဲ့တယ်ပြီးတော့အဲ့တုန်းကဟိုတာ Christopher Nolan ရဲ့ရုပ်ရှင်အသစ်ထွက်တာကိုဗီဒီယိုလုပ်ဖို့လားမသိဘူးကျွန်တော်အဲ့မှာ The Return ဆိုတဲ့ဒီ Odysseus အကြောင်းရိုက်ထားတဲ့ရုပ်ရှင်ပြန်ကြည့်ဖြစ်ခဲ့တယ် Now August ပြီးတော့ September ကျတော့ကျွန်တော် Sean Baker ရဲ့ရုပ်ရှင်တွေကြည့်မယ်ဆိုပြီးတော့သူရုပ်ရှင်အကုန်ကြည့်တာ September လထဲမှာကျွန်တော်အကုန်လိုက်ကြည့်လိုက်ဖြစ်တယ် The Florida Project တို့ Tangerine တို့အဲ The Red Rocket တို့ပြီးတော့ Weapons တရေကထွက်တော့ Weapon တရေကကြည့်ဖြစ်ခဲ့တယ်အောက်တိုဘာကျတော့ကျွန်တော်ဘာဖြစ်လို့လဲတော့မသိဘူးမမှတ်မိတော့ဘူးရုပ်ရှင်တကားပဲကြည့်ဖြစ်ခဲ့တယ် The Imitation Game ပေါ့နော်အဲ့ဒါကဂျာမနီတွေရဲ့ဒီလျှို့ဝှက်စာကိုဖော်တဲ့ဆက်ပေါ့နော် Enigma လို့ခေါ်တယ်အဲ့ဒီကောင်ကိုဖော်ထုတ်တဲ့ဖြည့်ရှင်းတဲ့သိပ္ပံပညာရှင်အကြောင်းရိုက်ထားတာဖြစ်တယ်သူ့ဘဝတနာဖို့ကောင်းတယ်ဆိုတော့ဒီရုပ်ရှင်မှာလည်းအဲ့ဒါကိုရိုက်ပြထားတယ်ပေါ့နော်နောက်တစ်လတော့နိုဝင်ဘာလထဲမှာတော့ကျွန်တော်အချန်ဝူရဲ့ No Other Choice ထွက်လာတော့ No Other Choice ကြည့်တယ်ပြီးတော့ Leonardo ရဲ့ One Bad Day After Another ကြည့်ဖြစ်ခဲ့တယ်ပြီးတော့ Jackie Chan က The Shadow Edge ကြည့်တယ်ဆိုကျွန်တော် review လုပ်ထားပါတော့ Frankenstein ပြီးတော့ series အတူလေး The Day of the Jackal ကြည့်ဖြစ်ခဲ့တယ်
တရေတချက်ကဟို1980လား90လားမသိအဲ့မှာတကားထွက်ခဲ့ဘူးတယ်သူရဲ့ original ပေါ့ဆိုတော့အဲ့ဒီကားကျွန်တော်ယင်ကြည့်ဖူးတယ်ကြည့်လို့ကောင်းတယ်မိုက်တယ်အဲ့ဒါကိုကျွန်တော်စိတ်ဝင်စားလို့ဒီ series ကိုထပ်ကြည့်ဖြစ်လိုက်တယ်ပေါ့နော်သူအများကြီးပြောင်းထားတယ်အများကြီးပြောင်းထားတယ်ဆိုတာက base ကတော့ဒီ concept story နဲ့ကြောရွာတူပဲဒါပေမဲ့ဒီဘက်ခင်းနဲ့လျော်ညီအောင်သူပြောင်းထားတယ်ဒီမင်းသားကသူကစစ်ပွဲစစ်သားပေါ့နော်စစ်သားဟောင်းပေါ့အဲ့ဒီကနေမှသူကြေးစားလူတက်သမားဖြစ်လာတယ်ပြီးတော့သူကဘာပေါ်မှာမဖြစ်နိုင်တဲ့စံချိန်ပေါ့နော်အဝေးကြီးကနေလှမ်းပစ်ပြီးတော့ထိတဲ့ sniper လက်ဖြောက်သမားပေါ့အဲ့လောက်กว่าဝေးသူတယောက်ပဲပစ်နိုင်တယ်ဆိုတော့သူကတကယ်ကို high and အမြင့်ကြေးမြင့်ပေါ့နော်ကြေးမြင့်ကြီးစားလူတက်သမားပေါ့ဆိုတော့ကျွန်တော်ကြည့်တော့တော်တော်လေးကြိုက်တယ်တော်တော်လေးကို reality sound ရိုက်ပြနိုင်တယ်ပေါ့နော်ဟိုရုပ်ရှင်ဆန်ဆန်မဟုတ်ဘူးတော်တော်ကောင်းတယ်ဒီလူတက်တာတွေအဲ့လိုစုံတော့ရဲအဲ့လိုပုံစံတွေကြိုက်လို့ရှိရင်ဒီရုပ်ရှင်ကိုကြည့်ဖို့တင်တယ်သူရုပ်ရှင်ဆိုပေမဲ့ရုပ်ရှင်တော့မဟုတ်ဘူး series အတူလေးပေါ့နော်ပိုင်း8ပိုင်းလားမသိရှိတယ်ဆိုတော့ကြည့်ပေါ့နော်နောက်တလာတော့ဒီဇင်ဘာပေါ့နော်မြန်လိုက်တာတနေ့ကဘလို့ကုန်လို့ကုန်မှာမသိဆိုတော့ဒီဇင်ဘာလထဲမှာတော့ကျွန်တော်ရုပ်ရှင်တော့နည်းနည်းများကြည့်ဖြစ်ခဲ့တယ်အခုရှေ့တမှာကျွန်တော်တင်ထားတဲ့ Nobody တရုတ် animation ရုပ်ရှင်လေးကြည့်ဖြစ်ခဲ့တယ်ပြီးတော့အသက်ထွက်တဲ့Homebound တို့ Left Handed Girl တို့ဒီစုပေးပွဲအတွက်ပေါ့နော် nominees ရထားတဲ့ရုပ်ရှင်တွေကျွန်တော်ကြည့်ဖြစ်ခဲ့တယ်ပြီးတော့ Tarantino ရဲ့ Once Upon a Time in Hollywood ပြန်ကြည့်ဖြစ်ခဲ့တယ်ဟောင်းတဲ့ဆိုရင် Lawrence of Arabia ကြည့်ဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော် David Fincher ရဲ့ရုပ်ရှင်တွေပြန်ကြည့်မယ်ဆိုပြီးတော့သူရုပ်ရှင်အကုန်လုံးနှီးပါကိုပြန်ကြည့်ဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့ Avatar Fire and Ash ရုံတင်တော့ရုံမှာတော့ကြည့်တယ်ကျန်တာတွေတော့ဒါပဲပေါ့နော်ဆိုတော့ဒါဒီဇင်ဘာလထဲမှာကြည့်ဖြစ်ခဲ့တဲ့ရုပ်ရှင်တွေဖြစ်ပါတယ်အဲ့တော့2025တနှစ်ပတ်လုံးမှာရုပ်ရှင်ကြည့်ဒါအားရလားဆိုရင်တော့အားမရဘူးဟိုကျွန်တော်ကလည်းဘယ်လိုပြောမလဲရုပ်ရှင်ကြည့်ဖို့ကြီးပဲအဲ့လိုအမြဲတမ်းအားနေတာလည်းမဟုတ်တော့နဲတယ်ပေါ့နော်ကြည်တာနဲခဲ့တယ်ဒါပေမဲ့2026မှာတော့ဒီထက်များကြည်နိုင်မှုမျှော်လင့်တယ်ကြည်နိုင်အောင်လည်းလုပ်မယ်ပေါ့နော်အဟောင်းတွေရောအသက်တွေရောဟိုလေးလာစရာရုပ်ရှင်တွေရောကြည့်ဖို့အများကြီးရှိနေတယ်ဆိုတော့2026မှာကြည်နိုင်မှုမျှော်လင့်ပါတယ်ဆိုတော့အခုကြည်နေတဲ့သူတွေရော2025မှာရုပ်ရှင်ဘယ်လောက်ကြည့်ဖြစ်ခဲ့လဲပြီးတော့ကိုကြည့်ရတဲ့ထဲမှာအဲ့လိုအမှတ်ရစရာလေးတွေကိုမကြည့်ဘူးတဲ့တကယ်ဟိုရှေ့ခေတ်ကရုပ်ရှင်တွေအဟောင်းရုပ်ရှင်တွေပေါ့နော်အခုဒီဘက်ခေတ်ရောက်မှကိုပြန်ကြည့်ပြီးတော့မှကြိုက်တဲ့ရုပ်ရှင်တွေရှိလို့ရှိရင်လည်းကွန်မန့်မှာပြန်ညွှန်းသွားပေးလို့ရပါတယ်ပြီးတော့ကိုကြည့်ဖြစ်ခဲ့တဲ့ထဲမှာဒီ2025မှာပေါ့နော်2025မှာထွက်ခဲ့တဲ့ရုပ်ရှင်အသစ်တွေထဲမှာရောကိုအကြိုက်ဆုံးတွေအဲ့လိုကိုရင်နဲ့ထိတဲ့ကိုကြိုက်တဲ့ရုပ်ရှင်လေးတွေရှိလို့ရှိရင်လည်းကွန်မန့်မှာဆွေးနွေးပြီးဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့2026မှာဘယ်လိုရုပ်ရှင်မျိုးတွေတက်ထွက်လာမလဲကျွန်တော်တို့ဘယ်လိုဆက်ဖြစ်မလဲရုပ်ရှင်တွေဘယ်လောက်ကြည့်ဖြစ်အောင်မလဲဒါတော့လာမယ်ပေါ့နော်2026မှာစောင့်မျှော်ကြတာပေါ့အဲ့တော့ဗီဒီယိုဒီလောက်ပါပဲနှစ်တက်မှာကျွန်တော်ဒီဗီဒီယိုတင်တဲ့ချိန်နှစ်တက်တော့မရောက်သေးပေမဲ့ကြိုပြီးတော့ wish လုပ်လိုက်မယ်ပေါ့နော်2026နှစ်တက်မှာကိုစိတ်ကူအကောင့်ထဲပေါ်တဲ့ကိုဖြစ်ချင်တဲ့စန္ဒတွေဖြစ်ပါစေလို့ပဲဆုတောင်းပေးပါတယ် Happy New Year ပါနောက်နှစ်မှာပြန်ဆုံမယ်ဗီဒီယိုဆုံးနေကြည့်ပြီလို့ကျေးဇူးတင်ပါတယ်